သစ္စာဖောက်ခံရလို့တမိသားစုလုံးအသက်ခံလိုက်ရပြီးတဲ့နောက်ရှင်ကြံရတဲ့တာဖားနေရောင်ရဲ့လက်စားချေမှုကဘလောက်ထိကြမ်းတမ်းမလဲကဘာကျော်တိုင်းမင်းသားကြီးကြက်လီရဲ့အကောင်းဆုံးလက်ရာတွေထဲကတစ်ခုဖြစ်တဲ့ The New Legend of Shaolin ကိုဒီနေ့မှာ recap လုပ်ပေးသွားမှာပါမန်ချူရီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုအပြီးမှာတော့တိုင်းပညာရှင်ဟုံးဟီခွန်းတယောက်ရင်ခွင်ပိုက်သားလေးဟုံးမှန်တဲ့နဲ့အတူအသက်ရှင်ကျန်ရဖို့ရုန်းကန်နေရပါတယ်။ပဝန်းကျင်တစ်ခုလုံးကတော့ပြားပုံအတီးဖြစ်လို့နေပြီပေါ့။အဲ့ဒီချိန်မှာဟုံးဟီခွန်းဟာသူ့သားလေးရဲ့ရှိမှပစ္စည်းတစ်ခုကိုချပေးပြီးရွေးချယ်ခိုက်လိုက်ပါတယ်။အဲ့ဒါတွေကတော့တစ်သားလိုံမင်းနဲ့ဓားမြောင်တက်ဆင်ပြဖြစ်ပါတယ်။မြင်းရုပ်လေးကတော့ခလီးငယ်တယောက်ရဲ့အပစ်ကင်းစင်မှုနဲ့တေချင်းတရားကိုကိုးစားပြုနေပြီးဓားမြောင်ကတော့လောကကြီးရဲ့ကြမ်းတမ်းတဲ့အမှန်တရားကိုဖော်ပြနေတာပါခလီးငယ်ကယုံမင်းလေးစီကိုတရွှေ့ရွှေ့သွားနေတဲ့အချိန်ဖခင်ဖီသူဟာရှင်းတထိတ်ထိတ်နဲ့တာစီးဖို့ပြင်လဲပေးမဲ့ကံကြမ္မာအလှည့်ပြောင်းကြောင်းဓားသွားကိုကနေအောင်ကြီးအလင်းတန်းဟာခလေးရဲ့မျက်လုံးကိုဖန်ဆားသွားခဲ့ပြီးဓားမြောင်ကိုတည်းဆွဲခိုင်းလိုက်ပါတော့တယ်ဒီအခိုက်တန်းဟာသူတို့သားဖရဲ့တိုက်ပေးဝင်ရမယ်ဘဝလမ်းကိုတတ်မှတ်ပေးလိုက်တာပါပဲဟုံးဟေခွန်းတယောက်သူ့ရဲ့အဆွေမျိုးတွေကိုတခိုးပေးနေတော့မှပဲသူယုံကြည်ရတဲ့ညီအကိုတအုပ်ဖီသူမာကိုင်းစင်ယုံလာပါတယ်မာကိုင်းစင်ဟာဟန်းဆောင်ငိုကြွေးနေပေမဲ့တကယ်တော့သူဟာမန်ချူးတွေနဲ့ပူပေါင်းပြီးဟုံးဟေခွန်းကိုတတ်ဖို့ချန်စီနေသူပါမာကိုင်းစင်ဟာသူ့ခေါ်လာတဲ့လူမိုက်တွေနဲ့အတူဟုံးဟေခွန်းကိုဝိုင်းဝန်းတိုက်ခိုက်ပါတော့တယ်ဟုံးဟေခွန်းခင်ဗျာသူ့ရဲ့ကောက်ကွယ်မှုနဲ့နေတဲ့ဓားလေးကိုတစ်ဖက်ကပိုက်ရင်းတက်လူတိုက်တွဲဝင်ခဲ့ရပါတယ်ရန်သူအယူတို့ဘလောက်အင်းများများဟုံးဟေခွန်းရဲ့ပလိုင်ဘိုက်ကင်းနဲ့တိုက်ပညာကြောင့်ရန်သူတွေကိုအနိုင်ယူနိုင်ခဲ့ပါတယ်အချိန်တွေကုန်လွန်လာပြီးတားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာတော့သူတို့တားဖားဟာငတ်မှုကောင်းပါမှုတွေကြားမှာလိုက်လံဖန်ဆီးခံရတဲ့တီလီသမားတွေဖြစ်လာပါတယ်။ခိုးလုံရရှာဖို့သူ့ရဲ့အကိုကြီးစီသွားခဲ့ပြီးမြဲအဲ့ဒီမှာလည်းသစ္စာဖောက်ခံရပြန်ပါတယ်။သစ္စာဖောက်တဲ့အကိုကြီးကိုဟုံးဟေခွန်းကပြက်ပြက်သားသားနှိမ်နှင်းလိုက်ပြီးသူသားကိုတင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။တနာညာတာမှုဆိုလားမိတ်ဆွေတွေတပည့်ရန်သူအတာမဟုတ်ဘူးတဲ့။တစ်ဖက်မှာလည်း Red Pin လို့ခေါ်တဲ့မိန်းကလေးနဲ့သူ့အမိဟာသူ့တောင်းစားရောင်ဆောင်ပြီးရွာသားတွေကိုလိန်လန်းလှည့်ဖျားနေကြပါတယ်။ Red Pin တို့တာအမိရဲ့လှည့်ကွာတွေကြောင့်ရွာထဲမှာယုံရင်ဆန်ခတ်တွေဖြစ်ကုန်ပါတယ်။အဲ့ဒီချိန်မှာဟုံးဟီခွန်းရဲ့တိုင်းပညာကိုမြင်သွားတဲ့တတိကြီးတူလာသူ့ကိုတတ်တော်ဆောင်အဖြစ်ခန့်အပ်လိုက်ပါတယ်။တားသည့်သူရဲ့ဝင်ရေးသွားဟုံးဟေခွန်းဟာဒီအလုပ်ကိုမလွဲမရှောင်သာလက်ခံလိုက်ရပါတယ်။တချိန်ထဲမှာတည်းရှောင်းလင်းကျောင်းတော်ဟာအန်တီရဲ့နဲ့ရင်ဆိုင်နေရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖုံးတော်ကြီးတွေဟာရတနာတိုက်မီးပုံးကိုတပိငါဦးရဲ့ကြောပေါ်မှာတတူထိုးပေးခဲ့ပါတယ်။ဒီလူရွှေချက်ပေါက်ကြားထွက်လာကြောင်းမန်ချူအစိုးရကလိုက်လံဖန်ဆီးရမှာကျောင်းထိုင်ဖုန်ကြီးကတပိအစ်စ်တွေကိုဖုံးကွယ်ပြီးအတူတွေကိုလွတ်လိုက်ပါတယ်။ဒီနေရာမှာမာကိုက်စင်ဟာအတွင်းတစ်နဲ့ပြန်ပေါ်လာပါတယ်။သူဟာအရင်ကလူမဟုတ်တော့ပဲဆုံးကဝေးပညာနဲ့မတည်နိုင်တဲ့ခန္ဓာကိုယ်ပိုင်ရှင်ဓာတ်နဲ့ခုလဲမပြတ်တဲ့စစ်သေးတော်ကြီးအဖြစ်ပြောင်းလဲသွားတာပါ။မာကိုင်စင်ဟာသူတို့အလိုရှိတဲ့ရှောင်းလင်းတပီးတွေကိုရှာဖွေတတ်ထရနေတော့လိုချင်နေတဲ့ရှောင်းလင်းလေးတွေကတော့ထပ်ပြီးလွတ်မြောက်သွားကြပါတယ်။ဟုံးဟီခွန်းရဲ့တားလေးဟာအများရှိမှတိုင်းကျင်နေတော့တတိသားတအောင်ရဲ့လောင်ပြောင်မှုကိုခံရပါတယ်။ဒါပေမဲ့ဟုံးဟီခွန်းရဲ့တားဟာငေပြီးမြအစွန်းထက်သူ့မို့ပြိုင်ဘက်ကိုကောင်းကောင်းကြီးပညာပေးလိုက်ပါတယ်။
ဖခင်ဖြစ်သူရဲ့ဘယ်တော့မှအနိုင်ကျင့်မခတ်နဲ့ဆိုတဲ့စကားအတိုင်းတတိသားခေါ်လာတဲ့ရှောင်းလင်းတပည့်တွေကိုပါအကုန်နှိမ်နှင်းလိုက်ပါတော့တယ် 小野，问我要买什么？中意啊！ရှောင်းလင်းခေးတွေဟာဟုံးဟီခွန်းရဲ့သားကိုသူတို့ရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်လိုက်ကြပါတယ်အဲ့ဒီညမှာပဲ Red Pin ရဲ့မိခင်ဟာဟုံးဟီခွန်းကိုဈေးခတ်ပြီးတတိအင်္ဂါယတနာတွေခိုးဖို့ကြံစီပါတယ်ဒါပေမဲ့ဟုံးဟီခွန်းရဲ့အာယုံခံစားမှုကမြန်လွန်းလာကြောင်းသူတို့သားမိရဲ့ကြမ်းစီပြတ်သွားခဲ့ရပါတယ်Redpin ဟာဟုံးဟီခွန်းကိုကလေးစားချီဖို့အတွက်တတိကြီးကိုကုန်းချော်ပြီးအင်ကနေနှင်းထုတ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူတို့ထွက်သွားတာနဲ့မန်ချူစစ်သားတွေရောက်လာပြီးတတိမိသားစုကိုပုံကန်းသူတွေအဖြစ်တမတ်ကတအိမ်လုံးကိုတပ်ဖြတ်ပါတော့တယ်။ဒီနေရာမှာဟုံးဟီခွန်းဟာစစ်သားတွေကိုရဲရဲဝံ့ဝံ့ဖြန့်လဲတိုက်ခိုက်ခဲ့ပါတယ်။ရှောင်းလင်းတပီတွေနဲ့ဟုံးဟီခွန်းရဲ့တားတော့ဖမ်းဆီးခံလိုက်ရတဲ့အခါဟုံးဟီခွန်းဟာသူတို့ကိုကယ်ထုတ်ဖို့ရန်သူစခန်းတွေကိုတယောက်တည်းဝင်သွားပါတယ်။အဲ့ဒီမှာမာကိုင်းစင်ဟာတန်ချက်ကားစက်ကားကြီးထဲကနေတိုက်ခိုက်ခဲ့လို့ပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲကပြင်းထန်လွန်းလို့ဟုံးဟီခွန်းဟာရန်သူနဲ့အတူအသေးခံဘုံခွဲဖို့အထိကြံစီခဲ့ပါတယ်။ဒါပေမဲ့တားဖီသူရဲ့အချိန်မီကူညီမှုကြောင့်မာကိုင်းစင်ကိုဘုံခွဲနိုင်ခဲ့ပြီးသူတို့သားဖာလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့မာကိုင်းစင်ကတော့ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်သွားပြီးမှမသေးပဲကြံရည်နေပါသေးတယ်။ဟုံးဟီခွန်းဟာကလေးငါဦးကိုတော်လန်ရဲ့ခေါင်းဆောင်စီပို့ဖို့ပြင်ဆင်ပါတယ်။သူတို့ဟာထူးဆန်းတဲ့ဖျောင်းယူသူပိတိုက်တစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာရှောင်းလင်းရဲ့မိဆွေတဦးနဲ့တွေ့ဆုံကပန်းနီဆောင်တော်လန်ရဲ့စခန်းစီတွားဖို့လမ်းညွှန်မှုရခဲ့ပါတယ်မာကိုင်းစင်နဲ့တူလူတွေဟာပိတိုက်ကိုဝင်စီးနေတဲ့အခါ Red Pin ရဲ့မိခင်ဟာထူးမရဲ့လျှို့ရွှေတိုင်းပညာဖြစ်တဲ့လက်တထောင်ကွမ်းရင်တိုင်းနဲ့ရန်သူတွေကိုအပြတ်သားနှိမ်နှင်းပြခဲ့ပါတယ်ဒါပေမဲ့ထူမဟာရန်သူနဲ့တူတူတိုက်ခိုက်ရင်ပြင်းထန်တဲ့ဒဏ်ရာတွေရသွားခဲ့ပါတယ်ထူမဟာ Red Pin ရဲ့ရင်ခွင်ထဲမှာတင်တေဆုံးသွားခဲ့ပါတယ်ထူမမတေချင်းမှာငါအရင်ကတေချင်းရောင်ဆောင်ခဲ့တာတွေအများကြီးပဲဒီတစ်ခါတော့တကယ်တေးရတော့မယ်ထင်တယ်လို့နောက်ပြောင်းရင်ထူမဝှေထားတဲ့ယတနာတွေရှိရကိုပြောပြပြီးအသက်ထွက်သွားခဲ့ပါတယ်တဖက်မှာလည်းရန်သူကြီးမှာကိုင်းစင်ဟာမလွတ်သောဆွဲနဲ့ကလေးတွေကိုထပ်မံတိုက်ခိုက်လာပြန်ပါတယ်ဒီတစ်ခါတော့ဖခင်ဟုံးဟီခွန်းနဲ့တာဖြစ်သူမန်တင်းတို့ဟာပခုံးချင်းရင်ပြီးဒီကြောင့်မှပဲရန်သူကိုအတူတူရင်ဆိုင်ဖို့ပြင်လိုက်ကြပါတယ်
တိုက်ပွဲအပြင်းထန်ဆုံးချိန်မှာတော့ဖျောင်းရုပ်သူဖြစ်တိုက်မှုဟာသူကိုယ်တိုင်လည်းရှောင်းလင်းတပြည့်တူခေချောင်းဖွင့်ဟောလိုက်ပြီးမာကိုင်းစင်ကိုသူတာတီးထားတဲ့အချိန်မှာဟုံးဟေခွန်းတို့ကိုအငန်ထပ်ပြီးဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့မာကိုင်းစင်ကတော့အရေးလိုလိုက်လံတိုက်ခိုင်းရင်းနောက်ဆုံးမှာတော့ဖွဲ့ဖွဲ့ဆူနေတဲ့ acid OG sulfuric acid ကိုရှိရနေရမှာထိတ်တိုက်တွေးဆောင်ကြပါတော့တယ်။ 李坤，为什么我就俾你快啲死？你走！ ဒီအဆုံးဖြတ်တိုက်ပွဲမှာတော့ Red Pin ဟာထူးမရဲ့အတက်ကိုရင်းပြီးဟုံးဟီခွန်းစီကိုကျိုးတပင်လမ်းပစ်ဖိလိုက်ပါတယ်။ဟုံးဟီခွန်းဟာအဲ့ဒီကျိုးရဲ့အရှင်ကိုအတုံးချပြီးမာကိုင်းစင်ကို SAO ထဲရောက်သွားအောင်တရားကုန်ကန်ထုတ်လိုက်ပါတယ်။ဘယ်လက်နဲ့မှတက်လို့မရတဲ့မာကိုင်းစင်ရဲ့ခန္ဓာကိုယ်ဟာပြင်းအားကောင်းတဲ့ acid တွေကြားမှာအရေးပျော်သွားပြီးသူတို့ရဲ့အကြောင်းမှတ်ဖွဲ့ရန်သူကြီးနေကုန်းချုပ်သွားခဲ့ပါပြီ။ရန်သူကိုအနည်းပြက်နေနေပြီးတော့ဟုံးဟီခွန်းဟာကလေးတွေရဲ့ကြောပေါ်ကမြေပုံတွေကိုဖျက်ဆီးပေးလိုက်ပါတယ်။ သူဟာ Red Pin တာဖီတူတို့နဲ့အတူမန်ချူတွေကိုတိုက်ထုတ်ပြီးမင်း Empire ကိုပြန်လည်ထူထောင်ဖို့သူတို့ရဲ့တော်လိုင်းဤခရီးလမ်းကိုဆက်လက်ရှောက်လန်းရင်းဇလန်လေးပြီးဆုံးသွားခဲ့ပါတယ်